नहीं सकते तेरे बिना क्या वजूद मेरा कुछ तेरे बिना रह नहीं सकते तेरे बिना क्या वजूद मेरा तुझसे जुदा कर हो जाएंगे तो खुद से ही हो जाएंगे जुदा तुम ही हो अब तुम ही हो मेरा दिल कभी मेरे आशिकी अब तुम ही हो Put your hands forward, one hand like that. तेरा दिल topic လို့ရှိရင်လေ topic လို့ရှိရင်ခုလိုပဲနေ့စဉ်နေ့တိုင်းရင်ကုန်နေရတယ်တရက်ဝင်ငွေရကြတာလေပျော်စရာကြီးသိလား topic မှာလေတရက်ဝင်ငွေရကြတာတရက်ကို1000 3000 5000ဘယ်လောက်ပျော်စရာကောင်းလဲကြည့်ပါဦးထိုင်းနိုင်ငံကိုလာပြီးတော့မှထိုင်းနိုင်ငံမှာဟိုအလုပ်တစ်ဖက်လုပ်ရင်းနဲ့နော် topic လည်းလုပ်ရင်းနဲ့အပူငွေတွေရှာနေကြတာတရက်ကိုဝင်ငွေရတာကြည့်ကြပါဦးကျွန်တော်တို့လိုပဲဟိုအပုံငွေလေးတွေရကျင်တယ်ဆိုလို့ရှိရင်ကျွန်တော် double လောက်ပို့တက်တိုက်လို့ပါတယ်ကျွန်တော်လည်းရင်ခုန်ကြမယ်ရီးစားရဟရင်တော့မှအဲ့ဒါတော့ရင်ခုန်ရအောင်သိလားရီးစားရရင်တော့ရင်ခုန်ရအောင် double လောက်လို့ရှိရင်နေ့စဉ်နေ့တိုင်းရင်ခုန်နေရတယ်ညအိတ်ကြီးလည်းပတ်စံဝင်လာတယ်ဟာကိုယ့်ကိုဟိုတခြားလုပ်တဲ့ရှိရလုပ်နေတဲ့အချိန်မှာလည်းပတ်စံကဝင်လာတယ်ခါကြက်ကိုတော့မသိဘူးကောက်တယ်ကိုပြောဟာပတ်စံဝင်လာပြီဆိုတော့မှအဲ့လိုရင်ခုန်ရတာအဲ့လိုပြောရတာကျွန်တော်တို့ပြောချင်တယ်ဆိုလို့ရှိရင် topic ကိုလုပ်ဖို့အတွက်ဖိတ်ကြားလိုပါတယ်စိတ်ဝင်စားရင်ကျွန်တော်ရဲ့ post အောက်မှာ77လုံးမှတ်ခဲ့တော့ကျွန်တော်အားလုံးတင်ပြပါမယ်အခမဲ့ကောက်ဖွင့်မယ်အခမဲ့လေးလာတင်ပြရတဲ့အခွက်ထဲကိုထည့်ပေးမယ် okay